ပုံမှန်အားဖြင့်ခြံစည်းရိုးတွေကိုဝါးနဲ့ပဲခက်လေ့ရှိကြပြီမယ်အဲ့ဒီနေရာမှာပိန်ဦးပီလောပီနံပင်စားတဲ့ကစားပါအပင်ရဲ့ပင်စီတွေကိုအစားသုံးကြည့်ရင်ပါထင်မလဲတကယ်တော့ဒီကစားပါပင်စီတွေကိုခြံစည်းရိုးဖြစ်စိုက်ထားပြီမယ်သူတို့ကပုံမှန်အတိုင်းပြန်ရှင်ပြီးကြီးထွားလာနိုင်ကြပါတယ်ဒီပင်စီတွေကိုစိတ်လေးစီးပြီးစိုက်ထားလိုက်တဲ့အခါမြေကြီးတဲကအာဟာရဓာတ်တွေကိုစုပ်ယူပြီးအမြင့်တွေအရွက်တွေပြန်ထွက်လာပါတယ်ဒါကြောင့်မလို့ဒီခြံစည်းရိုးကထွက်လာတဲ့အရွက်တွေကိုပြန်ခူးပြီးတိုးစရာအဖြစ်တောင်စားသုံးလို့ရတာပေါ့ဒါပေမဲ့ဒီလိုစိုက်ပျိုးနည်းမှာအားနည်းချက်တစ်ခုတော့ရှိပါတယ်ကစားပါဖင်တွေဟာအာဟာရဓာတ်နည်းတဲ့မြေမျိုးမှာတောင်ရှင်သန်နိုင်ပေမဲ့အခုလိုတပင်နဲ့တပင်အရန်စိတ်လေးစိုက်ထားတဲ့အခါကျတော့အပင်တစ်ချင်းအာဟာရဓာတ်ရဖို့အပြင်းအထန်လူယူကြရပါတယ်ဒီလိုနဲ့အာဟာရဓာတ်လုံမရတဲ့အတွက်ကြောင့်အပင်တွေကစွမ်းအင်ကိုတိုးလောင်နိုင်စွာမရှိတော့ပဲမြေအောက်မှာဥတီမဥနိုင်တော့ပါဘူး